အားလုံးမင်္ဂလာပါဒီနေ့မှာတော့ cabinet တို့ ceiling တို့မှာ AD strip လေးတွေအသုံးပြုထားပြီးတော့မှမီးအဆက်လေးတွေပေါ်နေပြီးတော့ luxury မဆန်လို့စိတ်ညစ်နေပြီလားအဲ့ပြဿနာတွေဖြေရှင်းပေးဖို့ကျွန်တော်တို့မှာ all in one silicone AD strip လေးတွေရှိပါတယ်ဗျဒီ all in one AD strip လေးကတခြားရိုးရိုး AD strip တွေလိုမီးကတ်တို့ frame တို့တွဲဝယ်နေကြမလို့ပဲနဲ့တက်ဆင်တဲ့နေရာမှာလဲ frame ဖြတ်လိုက်မီးကတ်ဖြတ်လိုက်ခဲထုတ်လိုက်လုံးနေကြမလို့ပဲနဲ့မီးရော frame ရော all in one တခါတည်းပါတာဖြစ်တဲ့အတွက်တက်ဆင်တဲ့နေရာမှာသူ့အတွက် line လေးထိုးပြီးတော့မှကက်လိုက်ရုံပါပဲဗျသူ့ရဲ့အဆက်နေရာလေးတွေမှာလည်းခဲတို့နေစရာမလိုပဲနဲ့သူ့အတွက် connector လေးထိုးလိုက်ရုံပါပဲမီးလင်းတဲ့အလုံးလေးတွေကလည်းအစစ်လေးတွေမပေါ်ဘဲနဲ့ luxury ဆန်စွာလှပနေပြီးတော့မှသူ့အတွက်ကိုတော့24 power supply နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။ site အနေနဲ့ကတော့ကျွန်တော်တို့3မျိုးရှိတာဖြစ်ပြီးတော့မှပထမဆုံးတစ်ခုအနေနဲ့ကတော့4 milli 8 milli ပဲဖြစ်ပါတယ်။သူ့ကိုတော့ AD light ထည့်ခြင်းတဲ့နေရာတွေမှာ4 milli အကျယ်8 milli အနက်ထိုးပြီးတော့မှဒီ AD strip လေးထက်24 power supply နဲ့အလွယ်ကူဆုံးတက်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။အကျယ်4 milli ပဲရှိတဲ့အတွက်ကြောင့်စလုံးတို့ logo တို့မှာ4 milli line ကိုပုံဖော်ပြီးတော့မှလိုသလိုတက်ဆင်အသုံးပြုနိုင်တာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့10 milli 10 milli ပဲဖြစ်ပါတယ်။သူ့ကိုတော့ cabinet တွေမှာအသုံးများပြီးတော့မှအရှိကပြောခဲ့တဲ့အတိုင်းပဲအသုံးပြုတဲ့နေရာမှာတော့10 milli အနက်10 milli အကျယ် line ထိုးပြီးတော့မှ24 power supply နဲ့တွဲဖက်အသုံးပြုရမှာပဲဖြစ်ပါတယ်။ဆီလီကွန်ရဲ့အားသာချက်တွေကတော့အကွေ့တွေအဝိုက်တွေအဝိုင်းတွေပါကျွန်တော်တို့စိတ်ကြိုက်ပုံဖော်လို့ရတာဖြစ်တဲ့အတွက်ကြိုက်နှစ်သက်တယ်လို့အသုံးပြုလို့ရပါတယ်။နောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့20 milli 10 milli ပဲဖြစ်ပါတယ်။သူ့ကိုတော့ဆီလင်တို့ဟောတို့မှာအများဆုံးအသုံးပြုပြီးတော့မှလင်းအားကောင်းတဲ့အတွက်ကြီးနဲ့ကြဲကြိုက်သူတို့အတွက်ကွက်တီပဲပေါ့ဗျာ။အသုံးပြုတဲ့နေရာမှာလည်းအရှိကပြောခဲ့တဲ့အတိုင်းပဲ20 milli အကျယ်10 milli အနက် line ထိုးပြီးတော့မှ24 power supply နဲ့တွဲဖက်ပြီးတော့မှလိုသလိုပုံဖော်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ